အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့အချက်ဝေလေးပါဒီနေ့မှာတော့ကျွန်တော်ပေါ်တာတွေအတွက်ဟင်းမွေးတစ်မျိုးနဲ့မိတ်ဆက်ပါအောင်ပဲဗျကျွန်တော်နဲ့တူပြုလုပ်ပုံအဆင့်ဆင့်လေးတွေကိုလည်းလိုက်ကြည့်ကြပါအောင်ဗျအရင်ဆုံးကျွန်တော်တို့အသားကိုစလိုက်ပြပပလေးလှီးမယ်ပေါ့ဗျာစလိုက်ပါပပလေးတွေခက်ညင်ညီလေးလှီးပြီးသွားပြီဆိုတာနဲ့တစ်ဖက်မှာလည်းသွားကြထိုးတံလေးတွေကိုရှင်နွေးလေးနဲ့စိတ်ပြီးပိုးတက်ထားရပေါ့ဗျာပပလှီးထားတဲ့မဲသားလေးတွေကိုအရသာစားထည့်ပါမယ်ဗျာပထမထည့်မဲ့ဥစ္စာတော့ငပြိုင်အကြီးပေါ့ဗျာလိုက်ဆွိုင်ဆော့တန်းကရန်ထည့်တယ်ခရူးစီကတန်းကရန်ထည့်တယ်ပြီးတာလည်းငရုတ်ကောင်းမှုကတော့ကျွန်တော်5ကရန်လောက်ထည့်တယ်ဗျပြီးတာလည်းဓားရှိထည့်မယ်ကြက်သားမုတ်ထည့်မယ်ပေါ့ဗျာအားလုံးပေါင်း3ကန်စီလောက်ဆိုရပါတယ်ဗျာပြီးတာနဲ့ကျုပ်တစ်လုံးထည့်လိုက်တယ်ဗျโอเคဗျဒီအဆင့်မှာအသားနဲ့ကျုပ်နဲ့အရသာနဲ့တွဲပြီးတော့နေပေးထားတယ်ဗျနောက်ထပ်ကော်မုတ်လေးကို15ကရန်လောက်ကျွန်တော်ထပ်ထည့်တယ်ဗျထပ်ထည့်ပြီးတော့တခါတည်းပဲရောသမမှွေလိုက်တယ်ပေါ့ဗျာနောက်ထပ်ပါဝင်ပစ္စည်းတွေကတော့ကျက်သွန်ဖြူပါမယ်ကျက်သွန်နီပါမယ်မြုပ်သီးစိမ်းပါမယ်မြုပ်သီးအနီတောင့်လေးတွေပါမယ်ပေါ့ဗျာကျက်သွန်မိတ်လေးနဲ့ပေါ့အသုံးပြုတဲ့ပုံစံကတော့ကျွန်တော်ဗီဒီယိုထဲမှာပဲအသေးစိတ်ပြထားရဗျဟင်းမွေးရဲ့နာမည်ကတော့2 bit beach လို့ခေါ်ပါတယ်ဗျာ Chinese အတန်တော့ကတော့ရာချမ်းညိုလို့ခေါ်ပါတယ်ဗျာဒီဟင်းမွေးလေးကဆိုရင်တော့ Chinese ဟင်းမွေးလေးတစ်ပွဲဖြစ်ပါတယ်ရတာလေးကလည်းစားကောင်းပါတယ်ဗျရုပ်သီးနဲ့မှုမွေးလေးနဲ့ဇီယာနဲ့တင်းတင်းလေးတွေပေါင်းဆက်ပြီးတော့ကျွန်တော်မြန်မာအယောင်တင်အနံ့လေးနဲ့ဆိုတော်တော်လေးကိုစားကောင်းတဲ့ဟင်းမွေးတစ်ပွဲပါဗျထမင်းနဲ့ပဲစားမလားရမကလူလင်များအတွက်အမြည်လို့ပဲသုံးဆောင်မလားတော်တော်မိုက်တဲ့ဟင်းမွေးလေးတစ်ပွဲပါဟုတ်ပြီဗျဟင်းမွေးလေးရဲ့ပြုလုပ်ပုံအစင်းစင်းကိုလိုက်ပြီးတော့အကြည့်ကြပါအောင်ဗျခုနကနှက်ထားတဲ့အမဲသားလေးတွေကိုတွားကြထိုးတံလေးနဲ့တီထိုးလေးထိုးတယ်ပေါ့ဗျာတီထိုးတယ်ဆိုတာတော့ကျွန်တော်အခုဗီဒီယိုမှာမြင်နေရတဲ့အတိုင်းပါပဲဗျဒီမွဲလေးကလက်ဝင်တာတော့မဟုတ်ပါဘူးပြုလုပ်ချိန်ကတော့ခဏပါပဲမဲသားပြားလေးတွေကိုနှစ်ချိန်ကတော့3မိနစ်ခန့်4မိနစ်ခန့်ဆိုရပါပြီဗျအရသာလည်းဝင်သွားပြီပေါ့ဗျာတွားကြထိုးတဲ့လေးနဲ့ထိုးပြီးတဲ့ချိန်မှာတော့မဲသားလေးကိုကျွန်တော်ကြော်ပါမယ်ပေါ့ဗျာဟုတ်ပြီဗျဒီနေရာမှာသတိထားကြလေးတစ်ခုတော့ပြောပြချင်ပါတယ်စီရဲ့အပူချိန်ကအများကြီးပူထားလို့မရပါဘူးစီရဲ့အပူချိန်ကဆိုလို့ရှိရင်60နဲ့80ကြားလောက်အပူမှာစတင်ကြော်ရမှာဖြစ်ပါတယ်ဗျမီးလေးနဲ့ပဲကြော်ရမှာဖြစ်ပါတယ်ဗျသူ့ကိုမီးတင်ပြီးတော့လည်းကြော်လို့မရပါဘူးဗျမဲသားဆိုတာတိတဲ့အတိုင်းပဲမဲသားဆိုတာချက်ချင်းကြက်တဲ့နူးမလွယ်တဲ့အသားတစ်မျိုးပါဗျအဲ့အတွက်ကြောင့်သူ့ကိုမီးအေးအေးလေးနဲ့ပေးကြော်သေးခြင်းပါတယ်ကြော်တဲ့နေရာမှာလည်းအရင်တင်းသွားအောင်ကျွတ်သွားအောင်မအောင်ကြော်ရမယ့်အမျိုးအစားမဟုတ်ပါဘူးဗျအသားရဲ့မျက်နှာပြင်ပျော့ဤဤလေးနဲ့အပေါ်ကျော်လေးတင်းရုံလောက်ဆိုရပါပြီပေါ့ဗျာအခုဗီဒီယိုမှာမြင်နေရတဲ့အနေအထားဆိုလို့ရှိရင်ရှားကနေပါပြီပေါ့ဗျာโอเคဗျမဲသားရဲ့တခြားလေးလေးညီွားကြီးအယောင်လေးလေးလှသွားပြီဆိုတာနဲ့နောက်တစ်ဆင့်ကိုထပ်သွားပါမယ်နောက်တစ်ဆင့်ကတော့ခုနကျွန်တော်လှီးထားတဲ့ကျက်သွန်နီကျက်သွန်ဖြူဂျင်းရုပ်သီးစိမ်းလေးတွေကိုစီတက်ပါတယ်ဗျအနံ့လေးမှုေးလာအောင်လို့အနံ့လေးထွက်လာအောင်လို့ပြီးတာနဲ့ရောင်တင်လေးထည့်ပါတယ်ရောင်တင်ထည့်ပြီးဆိုတာနဲ့ဇီယာမှုတ်ပေါ့ဗျာဇီယာမှုတ်လေးဖြူတယ်အပြားကြီးအကျဲလေးထည့်တယ်ဗျဓာတ်ရှိမှုတ်လေးနောက်ထပ်3ကရန်လောက်ထပ်လိုက်ပေးတယ်ဗျဒီကတော့အခက်အေးအေးလေးနဲ့ပဲကြော်ပါโอเคစီတက်ထားတဲ့ဒဇာပလာလေးတွေကအနံ့ထွက်လာပြီထည့်လိုက်တဲ့အရသာလေးတွေအမွေအနံ့လေးရထွက်လာပြီဆိုတာနဲ့ခုနကြော်ထားတဲ့အမဲသားလေးနဲ့ပြန်လှိမ့်ပေးမယ်ပေါ့ဗျာအဲ့ချိန်ဆိုရင်တော့မီးလေးလိုအပ်ရင်နည်းနည်းလေးတင်ပြီးတော့ဒေဦးလေးကိုခောက်ပေးပါဗျဒေဦးလေးခောက်ပြီးတော့အရသာလေးနှမ်းဆက်မှုပြီးသွားပြီဆိုတာနဲ့နောက်ဆုံးကျွန်တော်နှမ်းထည့်မယ်ဗျနှမ်းလေးများများသုံးတယ်ဗျနှမ်းသုံးမယ်ပြီးရနဲ့ကျက်သွန်မိတ်ခက်သေးသေးလှီးထားတာလေးထပ်ထည့်တယ်ဗျโอเคဗျခုလောက်ဆိုရင်တော့ဟင်းမွေးလေးကပြီးတော့တဲ့အဆင့်ကိုရောက်ပြီပေါ့ဗျာအယောင်အနေထားကြည့်မယ်အရသာမြေးကြည့်မယ်အယောင်လိုရင်တော့ကျွန်တော်စီနီလေးနည်းနည်းလိုက်မယ်ပေါ့ဗျာအယောင်လေးလှအောင်လို့ကျွန်တော်ပြောနေနေပဲဟင်းမွေးလေးကစရပဲဗျာကြည့်လိုက်ပါဦးအမြင်အာရုံနဲ့တင်တော်တော်လေးကိုဆွဲဆောင်မှုရှိနေပါတယ်ဗျလူကြီးမင်းတို့တွေနဲ့လည်းလိုက်ပြီးတော့စမ်းလုပ်ကြည့်လို့ရပါတယ်မသိတာနားမလဲတာရှိရင်လည်းမေးလို့ရပါတယ်ဝေဖန်အကြံပြုလို့လည်းရပါတယ်ဗျကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ပေးနေကြတဲ့ကျွန်တော်ရဲ့ဘော်ဒါတွေကျွန်တော်တို့လောကသားတွေအတွက်ကျွန်တော်ကထူးပဲကျေးဇူးတင်ပါတယ်ဗျနောက်လည်းဗီဒီယိုအသစ်လေးတွေဟင်းမွေးမီနူအသစ်လေးတွေ
အစမ်းလေးတွေကိုကျွန်တော်တင်ပေးသွားအောင်ဟိုလို့ပေါ့ဗျာကျွန်တော်ကိုလည်း like and follow လေး share လေးလုပ်သွားကြပါဦးဗျာကြည့်ရှုသူအားလုံးကျေးဇူးတင်ပါတယ်ဗျာ